တနေ့မှာကောင်မလေးတယောက်သူ့ရီးစားကတခြားမိန်းကလေးတယောက်နဲ့အနေနီးဆက်နေတာကိုမြင်လိုက်ရတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူ့ဖုန်းထဲကိုတော့ရီးစားစီကချစ်စနိုးစာသားတွေတရက်ဆက်ဝင်လာနေတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးရန်ကိုတုံးလုံးသွားပြီးအမှန်တရားတစ်ခုကိုသိလိုက်ရတယ်တကယ်တော့သူနဲ့တစ်နှစ်ပတ်လုံးဖုန်းကနေတဆင့်အချစ်စကားတွေပြောနေခဲ့တာသူ့ရီးစားမဟုတ်ပဲသူ့ရီးစားရဲ့အမေဖြစ်နေတာပဲဒါတွေအားလုံးမဖြစ်ခင်အနေငယ်လိုမှာအဖြစ်ပြက်တစ်ခုရှိခဲ့တယ်ယထာပုံမှာအမျိုးသမီးကြီးတယောက်သူ့တငယ်ချင်းကိုကြွားလုံးထုတ်နေတာကိုကောင်မလေးမတော်တဆကြားလိုက်ရတယ်အဲ့ဒီအမျိုးသမီးကသူ့သားကိုမိန်းကလေးတွေစိတ်ဝင်စားအောင်ဘလို့ပြည့်ရတွေတုံးရမလဲဆိုတာတင်ပေးထားတဲ့ဥပမာယာတီလာတဲ့အချိန်မှာတကြားညိုရီတိုက်တာမိုးရွာရင်ထိဆောင်ပေးတာမျိုးပေါ့အဲ့ဒီလိုမျိုးမိန်းကလေး၈ယောက်ကိုကြပြိုင်နဲ့တွဲနိုင်အောင်သူမကိုယ်တိုင်စီစဉ်ပေးနေတာဒါတွေအားလုံးကိုလုပ်ပေးနေတာကလည်းသူ့သားကိုသူ့စကားနားထောင်အောင်အမိတ်ပေးနိုင်ဖို့အတွက်ပဲဒါကိုကြားလိုက်ရတော့ကောင်မလေးအရန်ကိုဆက်ဆုပ်ယွန်ရှာသွားပြီးအဲ့ဒီမိန်းကလေး၈ယောက်လုံးအမှန်တရားကိုမြန်သိစေချင်တဲ့စိတ်ပဲရှိတော့တယ်နောက်တစ်နေ့မှာတော့ကောင်မလေးကရီးစားအမေနဲ့တွေ့ဖို့သူ့အိမ်ကိုသွားခဲ့တယ်အဲ့ဒီမှာပဲအံ့ဩစရာကောင်းတာကသူ့ရီးစားအမေကယထာပုံမှာတွေ့ခဲ့တဲ့အမျိုးသမီးကြီးဖြစ်နေတာပဲဒါပေမဲ့အဲ့ဒီနေ့ကတော့အမျိုးသမီးကြီးကသူ့ရဲ့မကောင်းတဲ့စိတ်တွေကိုဖုံးကွယ်ပြီးကောင်မလေးကိုအရန်ကိုနွေ့နွေ့ထွေးဆက်ဆံတဲ့ခြေနှင်းဖက်နှက်တွေအရင်ထုတ်ပေးတယ်သူကိုယ်တိုင်လှုပ်ထားတဲ့တရေစာတွေကျွေးတယ်အဲ့ဒီအချိန်မှာကောင်မလေးလည်းငါကြားခဲ့တာတွေကရိုးရိုးကြွားတာပဲများလားဆိုပြီးတွေးဝေသွားတယ်ညစာစားပြီးတဲ့အခါရီးစားကပကတ်စင်းနေတော့အမေဖြစ်သူကသူ့ရဲ့ဗန်စာအုပ်ကိုထုတ်ပြတယ်ဒါကသူ့တစ်သက်လုံးဆူထားတဲ့ပတ်စံနဲ့ကောင်မလေးမိသားစုကချမ်းသာတော့သူတို့ကိုအထင်သေးမှဆိုလို့အာနာနာနဲ့ပဲပေးချင်တာလို့ပြောတယ်ကောင်မလေးကအဲ့ဒီငွေကိုလက်ခံဖို့စစ်မပါပေမဲ့ယထာဘော်ကအဖြစ်ပြက်ကိုတတိယပြီးစမ်းသက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အမျိုးသမီးကြီးကဒီပတ်စံကအိမ်ဝယ်ဖို့မလုံလောက်မှန်းသိပါတယ်ကျမယောက်ျားကစောစောစီးစီးဆုံးသွားတော့တားကိုတယောက်တည်းရုန်းကန်ကျွေးမွေးခဲ့ရတာပါဒါကြောင့်သမီးတို့မိသားစုဘက်ကအိမ်ကိုအရင်ဝယ်ပေးပြီးမှကျမတို့ပြန်ဆက်ပါမယ်လို့ပြောတယ်ကောင်မလေးလည်းမတင်ကြတာနဲ့အိမ်စာချုပ်မှာဘသူနာမည်နဲ့တင်ပါလဲလို့မေးလိုက်တယ်အဲ့ဒီအခါအမျိုးသမီးကြီးကနှစ်ယောက်စလုံးနာမည်နဲ့တင်ရမှာပေါ့လို့ချက်ချင်းပြန်ပြောတယ်အဲ့ဒီမှာပဲကောင်မလေးသဘောပေါက်သွားတယ်သူကယွန်းတသိန်းပေးပြီးတန်ဖိုးချဤအိမ်ကိုလက်ဝါးကြီးကက်ရယူဖို့ကြံစီနေတာပဲကောင်မလေးကသူ့ရီးစားကိုလည်းစောင့်ကြည့်နေခဲ့တယ်သူကအလုပ်လုပ်ချိန်တိုင်းမှာကိုတင်းနန်တင်းနေတာအလုပ်ကပြန်လာရင်ရေချိုးပြီးသားဖြစ်နေတာပြီးတော့ညဘက်တွေမှာရေချိုးခန်းနဲ့အကြာကြီးဝင်ပုံးနေတာမျိုးတွေကြောင့်အရန်တန်တရားဖြစ်နေခဲ့တာတနေ့မှာတော့ဖုန်းကိုခိုးစစ်ကြည့်တော့ဘာမှမတွေ့ပေမဲ့အမေနဲ့ပြောထားတဲ့စာတွေအားလုံးကိုဖျက်ထားတာကိုတွေ့လိုက်ရတယ်နောက်ပိုင်းရီးစားဖြစ်သူကဖုန်းကိုလွတ်လွတ်လပ်လပ်စစ်ကြည့်ခိုင်းပေမဲ့ကောင်မလေးကပိုတန်တရားဝင်လာတယ်နောက်ဆုံးမှာတော့အလုပ်မှာအချိန်ပိုဆင်းတယ်လို့ပြောထားတဲ့အချိန်မှာကောင်မလေးသူ့ကုမ္ပဏီအောက်ကိုတွားဆောင်လိုက်တယ်သူကပုံမှန်ချိန်တိုင်းအလုပ်ဆင်းလာပြီးဖုန်းတောင်မကိုင်းနိုင်တဲ့အချိန်မှာသူ့စီကအလုပ်ရှုပ်နေတဲ့ဆိုတဲ့စာတွေရောက်လာတယ်ကောင်မလေးလည်းတက်စီနဲ့လိုက်သွားလိုက်တဲ့အခါတခြားမိန်းကလေးတယောက်ကိုပို့ထွက်နေတာကိုမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကိုအမေဖြစ်သူစီကအချစ်စာတွေထပ်ဝင်လာတယ်အဲ့ဒီအခါမှာတော့ကောင်မလေးအားလုံးကိုနားလည်သွားတော့တယ်သူကြီးစားအလုပ်ချိန်လို့ပြောတဲ့အချိန်တိုင်းမှာသူ့အမေကဖုန်းကနေတဆင့်သူ့ကိုလှည့်စားပြီးအချစ်စာတွေပို့နေခဲ့တာပဲ